2010မှာအမှတ်မိမှာဆိုပြီးချန်ပီယံလိဂ် PNG ရဲ့ကိုမိုးလုံးလေးလုံးတဲမှာထပ်မံဆုံးမလိုက်ပြန်တဲ့အာဆင်နယ်ပရိသတ်များလုံးပဲမိလာပါများတနာအိုင်မက်ခွန်ရှိကိုအေဂျင့်ကနေပြန်လဲကြိုလိုက်ပါတယ်စမေးတို့ကတော့ပွဲမစခင်တော့ကကမ်းဘက်ပြမယ်တို့ဘာနီဗျူးကွင်းထဲကမိနစ်90ကတသက်လောက်ကြာတယ်တို့ဘာလို့နဲ့လေးလေးတိုက်ပြီးရှယ်ပြဲထားတဲ့ Real Madrid ကိုထပ်မံဆုံးမလိုက်ပြန်ပြီဖြစ်ပါတယ်ရီယယ်အနေနဲ့ဖျဲတော့ဖျဲတယ်ဒါပေမဲ့ဆက်ဖျဲဖျဲဆိုတာမျိုးဖြစ်သွားခဲ့တာပါရီယယ်တို့ဟာစမြင်ကြီးတို့ကိုရှယ်ကင်မှုစိတ်ပိုင်းပြန်ထားတာဖြစ်ပြီးပြီးခဲ့တဲ့တစ်ပတ်လုံးတောက်လျှောက်ဖျဲနေတာဖြစ်ပါတယ်ကမ်ဘယ်လိုထိပ်ပဲရတဲ့ရိုမန်တရာဆိုတဲ့စကားလုံးကိုဘဇက်ကားကိုမချဘဲမိုင်းဂိတ်နေကစားနေကြတာပါစမြင်ကြီးကစားသမားတွေစီးလာမဲ့ဘတ်စကားကိုရီယယ်ပရိသတ်တွေအင်အားပြခဲ့ကြလို့အမိုးပိတ်ထားတဲ့ကွင်းထဲမှာကမ်ဘယ်အမွေးတက်တွေပြည့်နေအောင်စီမံထားခဲ့တာပါကစားသမားတွေကိုလည်းပွဲမစားခင်မှာတော့ကအရင်တုန်းကကမ်ဘက်ခဲ့ဘူးတဲ့နီးတူကမ်ဘက်နိုင်အောင်အထူးစိတ်ခွန်အားတွေတက်ကြွစေမဲ့ဗီဒီယိုတွေပြသထားခဲ့တာဖြစ်ပါတယ်အဲ့လိုဖက်ဖက်ကနေကြိုတင်ပြင်ဆင်ထားခဲ့ပေမဲ့တကယ်တမ်းမှာတော့စပိန်တို့ကပဲအဖုံးပိတ်ထားတဲ့ကွင်းထဲမှာညှော်နဲ့မထွက်အောင်ချက်ပြုတ်ပေးသွားခဲ့တာဖြစ်ပါတယ်။ဘာရီဗျူးကွင်းထဲကမိနစ်90ကအရန်ကြတယ်ဆိုတာအာဆင်နယ်အတွက်မဟုတ်ပဲရီယယ်အတွက်ဖြစ်ခဲ့ပြီးနောက်ထပ်အချိန်မိုး9မိနစ်သာထပ်ပေးရင်စပိန်တို့ကထပ်တောင်သွင်းသွားနိုင်တာပါ။စပိန်ပရိသတ်တွေလည်းချန်ပီယံလိဂ်မှာဖြစ်နိုင်ရင်ရာသီတိုင်းရီယယ်နဲ့တွေ့ကျင်တဲ့တွေဘာတွေဖြစ်ကုန်ပြီဖြစ်ပါတယ်။စပိန်တို့ဟာဘာနီဗျူးမှာရီယယ်ကိုနိုင်တဲ့တသိန်းနဲ့သောအင်္ဂလန်ကလပ်ဖြစ်ပြီးအခုလည်းငယ်နိုင်လေးကိုရှယ်ကင်ပေးခဲ့တာပါ။ဒါတော့မှဆာကာကပန်နယ်တီမွေလို့ဖြစ်ပြီးဝင်များဝင်သွားရင်ပွဲကစလာခဲ့တဲ့ကပြတ်နေမှာဖြစ်ပါတယ်။ပွဲကြောင်းဆက်ရရင်တော့နီးစနစ်ဆရာအာဒီဒါရဲ့ချင်းကပ်ခဲ့ပုံမှန်ကန်ခဲ့တယ်လို့ဆိုရမှာဖြစ်ပြီးရီယယ်ကိုဘောလုံးကင်ပေးကစားခဲ့တာပါအာဆင်နယ်တို့ခန်းစစ်ပိတ်ကစားရဲဆိုပေမဲ့ဘတ်စကားပိတ်ကစားတာမျိုးမဟုတ်ပဲလှင်မြန်တဲ့တံမြန်တိုက်စစ်တွဲလုံးတွေကနေဂိုးပြူဖို့ပြန်လေစူးစမ်းခဲ့တာဖြစ်ပါတယ်။စာရီဘာဦးဆောင်တဲ့ခန်းစစ်တန်းနဲ့ဒီဂလာရိုက်ကာဗာပေးထားတဲ့ကွင်းတွေကရီယယ်အတွက်တွေမကဘယ်အသင်းအတွက်မဆိုထိုးပေါက်ခဲ့ပါတယ်။အာဆင်နယ်ကခန်းစစ်ပိတ်ကစားတဲ့အသင်းမျိုးကိုသာကြောက်ပြီးဖွင့်ကစားမယ့်အသင်းမျိုးဆိုရင်တော့စိတ်ကြိုက်ကိုတွေ့တဲ့အထိဂိုးသမားနဲ့ခန်းစစ်ကစိတ်ချရတာဖြစ်ပါတယ်။ဒါကြောင့်ပဲရီယယ်တော့ပရာဝဲတစ်ပိုင်းလုံးမမေရရမထိုးပေါက်နိုင်ပဲအပြင်ဂိုးပေါက်ချင်းချောင်းနိုင်စွမ်းလည်းမရှိခဲ့တာဖြစ်ပါတယ်။အာဆင်နယ်တို့ပန်နယ်တီရခဲ့သေးပြီးဆာကာရဲ့ပန်နယ်ကကန်ချက်ကိုကော်ရိုရိတ်ကဂလက်စွမ်းပြကာကွယ်သွားခဲ့တာပါဒီဘက်မှာကော်ရိုရိတ်အနေနဲ့အရေးပါတဲ့ပုတ်ထုတ်မှုများစွာကိုလုပ်ခဲ့ပြီးရီယယ်ရဲ့အရှုံးကိုတက်တာစီခဲ့တာဖြစ်ပါတယ်အမ်ဘာဘေကြောင့်ရီယယ်တို့ပန်နယ်တီရခဲ့သေးပေမဲ့ဗီယာကပြန်အဆင့်မှာလူချိုနေခဲ့လို့ပယ်ဖြတ်ခံခဲ့ရပါတယ်မာရီနိုကအတိုင်းစစ်ကဟိုးတဲ့ပလေးမှာအရန်သုံးဝင်ပြီးအာဆင်နယ်ရသွားတဲ့ဂိုးတွေကလည်းသူဖန်တီးပေးခဲ့တာပဲဖြစ်ပါတယ်ရာကန်တင်ပေးသမျှဘောလုံးတွေကို focal point အပြင်ဒိုင်ကန်လက်ခံပေးခဲ့ပြီးဟာဘက်ကိုမေးပြလို့ရတဲ့ခြေစွမ်းမျိုးပြသခဲ့တာဖြစ်ပါတယ်စချင်နေတာတွေလူဝစ်စကယ်လီကလည်းလက်ရှိအကောင်းဆုံးတောင်ပန်ကစားသမားတွေကတူးဖြစ်တဲ့ရိုဒီဂိုကိုလှုပ်မြအောင်ထိန်းပေးခဲ့တယ်လို့တစ်ဖက်မှာတင်းမာကလည်းဗီနီရှက်ကိုအိတ်ခတ်တဲ့ထည့်ထားနိုင်ခဲ့တာဖြစ်ပါတယ်နံပါတ်9စစ်စစ်မဟုတ်တဲ့အမ်ဘာဘေကလည်းကြောင်ပြောင်းနေခဲ့ပြီးရီယယ်ရဲ့ပြက်တင်ဘောတွေကအလုံးမဖြစ်ခဲ့ဘူးဖြစ်ပါတယ်အာဆင်နယ်တို့ဒုတိယပိုင်းမှာအုပ်ဆောင်ကိုအရင်ရသွားခဲ့ပြီးရိုက်ရဲ့ပေးပို့မှုကနေတက်ဆင်မာရီနိုကထပ်မံမျှော်ပေးခဲ့တာပါဒါကိုဆာကာကလူကျွန်းထောင်ကျောက်ကိုဖောက်ထွက်ကကော်ရိုရစ်ကိုမာတင်ကန်သွင်းယူခဲ့တာဖြစ်ပါတယ်ဒါပေမဲ့ဘေးရက်ကိုခန်းစစ်ကနေစားမိခဲ့တဲ့အာဆင်နယ်လုံးဆာလီဘိုင်အမားကနေခြေပါကိုပြန်ပေးလိုက်ရပြီးဗီနီရှက်ကကန်သွင်းသွားခဲ့တာဖြစ်ပါတယ်ဒီလိုနဲ့ပွဲပြီးကန်ဒီလေးလေးရီယယ်တို့ဖီယာပင်ကစားလေးဖြစ်ပေမဲ့လည်းမမေရမထိုးပေါက်နိုင်ခဲ့ပါဘူးအာဆင်နယ်ကပဲပွဲပြီးကန်ဒီမှာမာတင်နယ်လီလွတ်လွတ်ကျွတ်ကျွတ်ဆွဲပြေးပြီးတော့ပွဲသိမ်းကိုသွင်းယူသွားခဲ့တာဖြစ်ပါတယ်အာဆင်နယ်ဆီမီဖိုင်နယ်မှာအောက်ဆုစင်တော့ကအနိုင်ယူခဲ့တဲ့ PSG နဲ့ရင်ဆိုင်သွားရမှာလည်းဖြစ်ပါတယ်ဟုတ်ကဲ့ပါဗျာဗီဒီယိုလေးကဒီလောက်ပါပဲနောက်နေ့မှာလည်းအားကစားနဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ page တွေကို like and follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကုန်းချိုလိုက်ရပါတယ်ခင်ဗျာ